စီနီဂေါနဲ့ပွဲတုန်းကကစားပုံညံတယ်ဆိုပြီးဝေဖန်ခံနေရတဲ့ကစားဖော်အော့စမန်ဒမ်ဘီလီဘက်ကနေပြင်သစ်ကျယ်ပွင့်ကီလီယန်ဘာဘေကအာယာဘာယာရှေ့နေလိုက်ပေးလိုက်ပါတယ်2026ကမ္ဘာဖလားဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ်အီရတ်နဲ့မကစားခင်သတင်းစာရှင်းလင်းပွဲမှာရီယယ်မက်ဒရစ်တိုက်စစ်မှုဘာဘေကဒမ်ဘီလီရဲ့နေစနစ်ပိုင်းသုံးဝင်ပုံနဲ့သူ့ရဲ့ဘာလွန်ဒေါ်ဂုံပုတ်ကိုလူတိုင်းသိအောင်ပြန်သတိပေးသွားခဲ့တာပါဒါအပြင်အတင်းခေါင်းဆောင်တယောက်ရဲ့ဖိအားတွေနဲ့လူငယ်ကျယ်ပွင့်မိုက်ကယ်အိုလီဆေးရဲ့အကျိုးသက်ရောက်မှုတွေအကြောင်းကိုပါပွင့်ပွင့်လင်းလင်းပြောပြသွားခဲ့ပါတယ်မနေ့ဖြန်ပွဲမှာပြင်သစ်လက်ရွေးစင်အတင်းအတွက်ပွဲပေါင်း100ပြည့်မြောက်တော့မဲ့အတင်းခေါင်းဆောင်ဘာဘေကဒမ်ဘီလီကမ္ဘာဖလားပြိုင်ပွဲကြီးမှာရုန်းကန်နေရတယ်ဆိုတဲ့အပြောတွေကိုပယ်ချလိုက်ပါတယ်အဲ့ဒီအစား PSG Star ရဲ့နေစနစ်ပိုင်းနားလည်မှုကိုချီးကျူးခဲ့ပြီးဒမ်ဘီလီကွင်းထဲမှာရှိနေုံနဲ့တင်တခြားကစားသမားတွေအတွက်ကွက်လက်တွေအများကြီးထွက်လာစေတယ်လို့ထောက်ပြသွားခဲ့ပါတယ်ပြီးခဲ့တဲ့ပွဲမှာဒမ်ဘီလီရဲ့ခြေစွမ်းကတိတ်ပြီးတောက်ပမနေဘူးလို့တိတ်တိတ်မေးခွန်းထုတ်ခံရချိန်မှာတော့ဘာဘေကလူမမြင်တဲ့ကွင်းတွင်းလို့အကျွေးပြုမှုတွေကိုအားလုံးသိအောင်အခုလိုအသေးစိတ်ရှင်းပြခဲ့ပါတယ်ဘာဘေပြောသွားတာကတော့အော့စမန်ဒမ်ဘီလီလာကျွန်တော်ဒီပွဲကိုနှစ်ခေါက်ပြန်ကြည့်ပြီးပြီပထမပိုင်းတိုက်စစ်၄ယောက်ထဲမှာသူကအကောင်းဆုံးပဲအတိတာဆုံးရုန်းကန်ပြသွားတာဒုတိယပိုင်းမှာမိုက်ကယ်နဲ့ကျွန်တော်အဆုံးဖြတ်ပေးနိုင်ခဲ့ပြီမဲ့အော့စမန်ကလည်းပါဝင်ပတ်သက်နေတော့ပါပဲသူကပြိုင်ဘက်ကစားသမားကိုဆွဲခေါ်သွားပေးလို့ပထမဂိုးအတွက်ကွက်လက်အလွတ်ကြီးထွက်လာတာအော့စမန်ကအရန်အေးဆေးပါတယ်သူကဘာလွန်ဒေါ်ဆုရှင်လေအားလုံးကသူ့ကိုယုံကြည်ကြပါတယ်မနေ့ဖြန်ကစားပြီးသူပိုကောင်းတဲ့ခြေစွမ်းပြနိုင်မယ်ဆိုတာကျွန်တော်တေချာပေါက်ယုံကြည်တယ်သူကကျွန်တော်တို့အတင်းအတွက်မရှိမဖြစ်အဓိကကစားသမားဖြစ်လာမှာပါဒါကတော့အတေးအချပဲလို့ပြောပါတယ်ဒါအပြင်ပြင်သစ်အတင်းရဲ့ကပရိန်လက်ပတ်ကိုပတ်ရတဲ့ကြီးမားတဲ့ဖိအားတွေအကြောင်းကိုလည်းဘာဘေကဖွင့်ဟခဲ့ပါတယ်ကျွန်တော်ဘလောက်ရေးပါလဲဆိုတာသိတယ်လို့ကိုယ်နိုင်ငံအတွက်တမိုင်းတရေးထိုးဖို့လည်းတတိထားနေပါတယ်တခါတလေဖိအားတွေကကိုယ့်အပေါ်တက်ရောက်မှုရှိပေမဲ့ကံကောင်းထောက်မစွာနဲ့ဒီပြိုင်ပွဲကြီးမှာကစားဘူးရဲ့အတွေ့အကြုံရှိနေပြီလေပထမပွဲမှာနှစ်ဂိုးသွင်းနိုင်ခဲ့ရုံနဲ့တင်ခြေနဲ့နေလို့မရဘူးဆိုတာသိပါတယ်လို့ဝန်ခံသွားခဲ့ပါတယ်လူငယ်ကစားသမားအိုလီဆေးကိုလည်းဘာဘေကအခုလိုချီးကျူးစကားဆိုခဲ့ပါသေးတယ်သူကလူတိုင်းသဘောကျတဲ့ကစားဟန်မျိုးရှိတဲ့ထူးချွန်တဲ့ကစားသမားပါကွင်းထဲမှာလှုပ်ရှားမှုတွေအများကြီးလုပ်နိုင်တယ်လို့ကျွန်တော်တို့စီမှာအရေးချင်းရှိတဲ့သူတွေအများကြီးရှိတော့မနှက်ဖြန်ကြရင်တခြားကစားသမား2ယောက်လည်းထပ်ပြီးခြေစွမ်းပြချင်ပြမှာသူကပွဲတိုင်းမှာထူးခြားတဲ့ဖန်တီးမှုတွေလုပ်ပေးနိုင်စွမ်းရှိပါတယ်ဆိုပြီးချီးကျူးထားတာပါပြင်သစ်အသင်းဟာအင်္ဂါနေ့မှာရှင်ပြိုင်ရမယ့်စိတ်လှုပ်ရှားစရာအီရတ်နဲ့ပွဲစဉ်အတွက်နောက်ဆုံးပြင်ဆင်မှုတွေကိုအပြီးတက်ရတော့မှာပါဘာဘေကတိုက်စစ်ကိုဥဆောင်ပြီးအိုလီဆေးကဖန်တီးမှုတွေလုပ်ဒမ်ဘီလီကလည်းဝေဖန်သူတွေကိုပါစပိတ်ဖို့အစဉ်သင့်ဖြစ်နေတာကြောင့်ပြင်သစ်တို့ဂိုးပြတ်နိုင်ပွဲအတွက်ဥတီလာမှာတေချပါတယ်အခုပွဲသာနိုင်ခဲ့ရင်တော့မော်ယိုဂိုနဲ့ကစားရမယ့်နောက်ဆုံးအုပ်စုပွဲစဉ်မတိုင်ခင်ကတည်းကပြင်သစ်အသင်း16တင်းစင်ကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်ကဲပရိသတ်တို့ရေပြင်သစ်ရဲ့တိုက်စစ်ပိုင်းကိုကြည့်ရတာဖလားရနိုင်ခြေရှိလားကောမန်မှာရေးပေးခဲ့ပါအောင်